နာကြီးရပါကျွန်တော်ဒီလောက်လောက်ခဲ့တယ်ကျွန်တော်အခုအသက်56နှစ်ရှိခဲ့ပြီကျွန်တော်တက်မော်ရမှာတောင်ထမ်းဆောင်လာတာ34နှစ်ပါကျွန်တော်တို့ဒီလိုတောင်ထမ်းဆောင်ခဲ့တာမှာကျွန်တော်တို့ပေါ့ဒီလိုလုပ်ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော်တော်စိတ်နာပါတယ်တက်မော်ပြည်သူခေါင်းဆောင်ဖြစ်တင်ရတာပြည်သူခေါင်းဆောင်ဖြစ်တင်ပြီးစူပေါင်းဥဆောင်မှုသွားတာငါခေါင်းဆောင်မဲ့ငါဖုံးတကူမထင်တဲ့အယူတွေလို့ပြောတဲ့စကားအဲ့ဒီအောင်လည်းအခုပြောတဲ့စကားတွေကအယူအမှန်လေယူကြောင်မူကြောင်နဲ့နိုင်ငံရေးလူမှုရေးကြက်မဖြစ်အောင်ကျွန်တော်တို့တွေ့ကဲတော့ကျွန်တော်ဒီကနေ့ဒါမတ်လ12ရက်နေ့မနေ့ပိုင်းလေးတစ်ဖြတ်ပေါ့နော်နေတိုင်းပြောနေကြစကားတိုင်းပဲမနေ့ကညစပြီးတော့အခုမနေ့ပိုင်းထိတက်လာသမျှသတင်းတွေအကုန်လုံးကိုအချင်းချင်းဖတ်ပြပြီးတော့နောက်မှလည်းဒီကနေ့မနေ့ဗီဒီယိုဖိုင်လေးတွေ3-4ပုတ်လောက်ပြန်ပြီးတော့ကြည်သွားဖို့ရှိပါတယ်ကဲတော့ဒီကနေ့မနေ့ကတော့သတင်းတွေကတော့တိတ်ပြီးတော့ထွေထူးမရှိတဲ့အတွက်ကြောင့်ဒီရက်ပိုင်းမှာဖြစ်နေတဲ့ကိစ္စတွေအချင်းချင်းလေးတွေကျွန်တော်ပြောပြခြင်းပါတယ်ရှာကြိုးတွေကတော့အရင်ကြီးတော့မရှိတော့ပါဘူးကဲတော့အယူဆုံးဒီကောင်းမျိုးအခုဒီကောင်းမျိုးပြန်ပြီးတော့ပါသွားတော့ဘာဖြစ်သွားလဲဆိုတော့ဘာမှတော့ကျွန်တော်ဖြစ်မသွားဘူးဒါပေမဲ့ဒါကျွန်တော်ကပြီးဆိုလေလက်လို့စပယ်ပြောတာမဟုတ်ပါဘူးအဲ့ဒီတိုက်ပွဲတွေတွင်မှာကြာဆုံးသွားတဲ့ကျွန်တော်ဘက်ကရဲဘော်တွေအတွက်အရန်ကိုနှမျောမိတယ်လေးစားတွေစစ်ခွေးနဲ့ပေးဆက်လိုက်ရတာလုံးဝမတန်ပါဘူးအဲ့တော့ဒီကောင်းမျိုးဟာအခုလုံးလုံးရာပြန်လဲပြီးတော့စုတ်ခွာပေးရတာမျိုးမဟုတ်ဘဲနဲ့ဒီကောင်းမျိုးကျွန်တော်အနည်းဝဲချင်းမှာအခုချိန်လေးတိုက်ပွဲတွေဆက်ပြီးတော့ဖြစ်နေတုံးပါပဲအဲ့တော့ဘာကြောင့်ဒီကောင်းမျိုးကိုခဏပြန်လဲပြီးတော့နောက်ဆုတ်ပေးလိုက်ရလဲဆိုရင်စီရေးဗျူဟာရကျွန်တော်တို့မသိနိုင်တဲ့ကိစ္စတွေရှိမယ်နောက်ထပ်တစ်ချက်ကကျွန်တော်ကြံခဲ့တဲ့နှစ်ပတ်လောက်ကတွေကနိုင်ပေါ်မှာအော်နေပါတယ်မင်းတို့ဒီဘက်ချမ်းပွဲတွေဆူနေတာစစ်ကောင်စီဘက်ကလှုပ်ရှားရှိတဲ့ကိစ္စတွေခြေလမ်းကျဲကျဲတွေနဲ့တကောင်းမျိုးစိုးရတဲ့ထဲမှာပါပါတယ်ဆိုပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်တွေမှာပြန်သွားပြီးတော့ကြည့်ပါအဲ့တော့မနေ့ကညကျွန်တော်တို့ပြန်ပြီးတော့ကြားသိရတယ်ဆိုရင်စစ်ကောင်စီဘက်ကတော့တာလုံအင်အားညီဒီအင်အားနဲ့အရောက်ပေါင်း3-4တောင်တဲ့မနေ့3000ထက်မှရှိတယ်လို့သိရပြီးတော့လေချောင်းပြစ်ကူလက်နဲ့ကြီးပြစ်ကူတွေအခုဒါနီးပညာမြင့်နေတာဒီဒရုန်းတွေနဲ့အင်အားအလုံးရင်းနေတာတို့တကောင်းမျိုးဝင်ရောက်ပြီးတော့တိုက်ခိုက်တယ်တော်လိုင်းတပ်ဖို့ဝင်နေဘက်ကအင်အားဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ခံမှန်းသိရှိရတာဆိုရင်အရောက်ပေါင်း1000နီးပါးလောက်လို့ရှိပြီမယ်အဲ့ဒီ1000နီးပါးကလည်းတကယ်တမ်းကျွန်တော်တို့ဒါဒီရှေ့တန်းစစ်မြေတွေမှာတိုက်နေတာတော့အဲ့လောက်အင်အားသိမ့်မရှိပဲနဲ့နောက်ကနေဒါစစ်ကိုရောက်လာတဲ့ပါကပအဖွဲ့တွေပါပအဖွဲ့တွေဒါတွေအကုန်လုံးနဲ့ဝမ်ဝန်းမှာအင်အား1000ကျော်သားလောက်ပဲရှိပြီးတော့အားလုံးသိတဲ့အတိုင်းပဲလက်နဲ့ခရမ်းလူရင်းအားမှတ်များတဲ့အတွက်ကြောင့်မလို့ခဏပြန်လည်ပြီးတော့ဒါတကောင်းမျိုးကနေနောက်ဆုတ်ပေးလိုက်ရပဲရှိပါတယ်အဲ့တော့အဲ့ဒီတကောင်းမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့မနေ့ကညလူမှုကွန်ရက်စာမျက်နှာပေါ်မှာကျွန်တော်ခဏဝင်ကြည့်ပြတဲ့အကောင့်တစ်ခုကလည်းဘယ်လိုရေးထားလဲဆိုရင်ဒါလေးတွေကလည်းပြန်လည်ပြီးတော့ဖတ်ပြခြင်းအဖြစ်မတည်သေးတဲ့မော်မကြီးလည်းသိရှိသွားတာပေါ့နော်အဲ့တော့စကိုင်းနဲ့မန္တလေးတွေကဒါအခုဆိုရင်ဒေါ်လာရင်းတက်ဖို့ဝင်နေသိမ့်ပိုက်ထားတဲ့မြို့တွေအနက်ကဒါပြင်စမမြောက်ပြန်သိမ်းတဲ့မြို့ဖြစ်မန္တလေးတိုင်းရဲ့အစုံဆုံးတကောင်းမြို့ကတော့ဒါတနင်္လာနေ့ကပြန်ပါသွားတယ်အဲ့တော့ပြောချင်တာဇူလိုင်လ23ရက်နေ့ကတည်းကပေကျင်းမြို့ကိုသိမ့်ပိုက်ထင်းချိုးပြီးတဲ့နောက်မှာစစ်ကောင်စီကတကောင်းမြို့ကိုဥတီစစ်ကြောင်းတွေထိုးလာနေတာအဲ့တော့တပ်ပါတီအောက်တန်းစားအုပ်စုနဲ့ငကားဘောစုပ်နေတဲ့အုပ်စုတွေအကြောင်းတော့ကျွန်တော်ကိုနေရတယ်ပြောပြီးသွားပြီဒီကောင်တွေအကြောင်းကိုစောက်ရေးလုပ်ပြီးတော့ပြောမှာမဟုတ်ဘူးဒီကောင်တွေကရခိုင်ပြည်နယ်ဘက်မှာအမ်းမြို့နယ်ဘက်မှာအကြမ်းဖက်စစ်ခွေးတွေကဘုံကျဲတက်ဖြတ်သွားတဲ့သတင်းတွေဒါမျိုးတွေဆိုရင်လည်းမပြောဘူးခုနေ့ကလည်းဒါ PDF တွေနဲ့ကျွန်တော်တို့ဒါ KNU လက်အောက်ခံ KNL မဟာမိတ်တပ်ဖွဲ့တွေနဲ့ရဲဘော်တွေ17ယောက်ရဲ့အသက်ကိုစရေးပြီးတော့ပြည်သူအယောက်ပေါင်း300ကျော်တဲ့မနေ့ကိုခွဲထုတ်နိုင်ခဲ့တဲ့ဒီလိုမျိုးသတင်းတွေလည်းအဲ့ဒီတပ်ပါတီအောက်တန်းစားအုပ်စုကမပြောသူတို့ကဘယ်လိုသတင်းတွေပြောလဲဆိုရင်တော့အချိန်ပြည့်ကျွန်တော်တို့ NUG ကိုဒါနီလန်မျိုးစုံနဲ့စောက်ဖုံးထိုးလို့ပဲတိုက်တဲ့အကောင်တွေဆိုတော့ကအခုလိုမျိုးတကောင်းမျိုးပြန်ပြီးတော့ပါသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကြရင်တော့ဒါကောင်းကောင်းကို line ဘော်တွေကနေလှော်ပါတယ် NUG ကအခြေအနေတွေမကောင်းတော့ပါဘူးဒီပုံစံတိုင်းဆက်ပြီးတော့သွားရင်ဒေါ်လာရင်းကဘာဖြစ်နေညာဖြစ်မယ်ဆိုပြီးတော့ NUG ကိုအချိန်ပြည့်ကို NUG ဆိုပြီးတော့စောက်ဖုံးထိုင်ထုနေတယ်မင်းတို့အဲ့ဒီတပ်ပါတီအုပ်စုကအကောင်တွေအကောင်မတွေကိုဖိနေလဲကိုပြန်စမ်းကြည့်ကြအောင်တကယ်လို့စုံဒီစုံတိုင်းဖြစ်နေရဲဆိုရင်တော့ NUG အုပ်စုတွေငါတို့တော့လာချသွားပြီးတော့မှတ်လိုက်ကြထပ်မှန်ပြီးတော့ကြောပါတယ်ကျွန်တော်မောင်မတွေမနေ့စောစီးမှာပြောရတယ်အဲ့တော့မပြောဘူးဆိုရင်ကဲအခုပဲကြည့်ကြားဖြတ်ထည့်ပြီးတော့ပြောလိုက်ရပြီအဲ့တော့စောစောကကျွန်တော်ပြောခဲ့တဲ့တကောင်းမျိုးဘက်ကကိစ္စကိုပြန်လှည့်လိုက်အောင်ပါတကောင်းမျိုးဆိုတာအားလုံးသိတဲ့အတိုင်းပဲလမ်းပန်းဆက်သွယ်ရေးစစ်ရေးအချက်ချာကြားတဲ့ဒီမန္တလေးတိုင်းတွင်တော်လိုင်းအင်အားစုတွေတိမ့်ပိုက်ထင်းချိုးလာတဲ့နောက်ဆုံးလက်ကျန်မျိုးတွေဖြစ်တယ်ပေါ့နော်အခုဒီတကောင်းနဲ့ထီးချိုင်ကြားမှာနီဂယ်တွေထုတ်လုပ်နေတဲ့တရုတ်နီဂယ်စက်ရုံရှိပြီးတော့12ရက်8လ2024ကတကောင်းကိုဒေါ်လာရင်းဖွဲ့တွေသိမ်းပိုက်ပြီးမကြာမီမှာပဲတရုတ်တွေဟာစက်ရုံပိတ်ပြီးတော့ပြန်သွားခဲ့တာပါတဲ့ NUG နဲ့ဆက်ပြီးတော့အလုံးမလုံးဘူးဆိုတဲ့သဘောစစ်တပ်ကကြောင်မီသွေးမယောင်းပေးတာကြောင့်လားဒါကတော့အဲ့ဒီတရုတ်တွေပဲသိပါလိမ့်မယ်တဲ့အခုလောလောဆယ်မှာနီဂယ်စက်ရုံအထိအောင်အကြမ်းဖက်စစ်ကောင်စီကလက်ရှိအချိန်ထိ
ရောက်မလာသေးဘူးလို့ယူဆပြီးမဲ့ပြောလို့ရတာမဟုတ်ဘူးအခုတကောင်းမျိုးတို့ဒီရပိုင်းတွင်းမှာအလုံးစုံသိမ့်ပိုက်ထင်းချုပ်ပြီးသွားရင်တော့တရုတ်ကိုဖားရပြီးတော့ဒီအဲ့ဒီနီကယ်စက်ယုံကိုလည်းပြန်လဲလေပတ်ပြီးကိုစစ်ကိုတက်ကတော့ကျိုးပန်းမှာတော့တေးချပါတယ်တဲ့အဲ့တော့ကျွန်တော်နည်းနည်းလေးအချင်းချင်းပြီးတော့ပဲဖတ်ပြပါမယ်တကောင်းမျိုးတစ်မျိုးလောက်ကိုခဏပြန်လဲပြီးတော့နောက်ဆုတ်ပေးလိုက်ရတာဒါကျွန်တော်တို့မသိနိုင်တဲ့စီးရေးဗျူဟာအကြောင်းတွေလည်းဖြစ်ချင်ဖြစ်မယ်စစ်ရဲ့သဘောတော့အများတန်းရှီရိုးနောက်ဆုတ်နဲ့တက်ချီစုပ်ချီတွေရှိလေရှိတယ်ဆိုတော့ကလက်နေကြီးတွေလူဝင်ရားတွေလေချောင်းဒရုန်းတွေဒါကျွန်တော်စောစောကပြောခဲ့တယ်အင်အား3-4တောင်နဲ့မနေ့အစမတန်တွေ3လချိန်မှာခဏအသာနောက်ကိုစုပ်ပြီးတော့အင်အားတွေပြန်လဲစုစည်းပြီးတော့သူ့အရှင်ကိုဖန်ထင်းထားတာမျိုးလည်းကျွန်တော်ဖြစ်နိုင်ပါတယ်ဥမာဗမောက်လိုပုံစံမျိုးတွေပေါ့မြို့ကိုတော့ခဏပြန်လဲစုပ်ပေးပြီးတော့အပြင်ကနေပြန်လဲပိတ်ဆို့ထားလိုက်တာအခုမြို့အနာတက်တာသွားတော့ပဲလားကဲတော့တကောင်းကိစ္စပြောပြီးသွားပြီဆိုတော့အခုဒီရက်ပိုင်းမှာနည်းနည်းလေးပို့တိုက်မှုတွေဖြစ်နေတဲ့ social media ထက်မှလည်းကျွန်တော်လေးစားရတဲ့အကိုတွေအမတွေပါပဲနာမည်တော့ကျွန်တော်တက်ပြီးတော့မပြောတော့ပါဘူးအဲ့တော့သူတို့ပြောတာကိုလည်းကျွန်တော်လက်ခံပါတယ်ကျွန်တော်နှစ်ဖက်လုံးကိုကျွန်တော်မျှပြီးတော့တွေးပြီးတော့ကျွန်တော်ပြောပြပါမယ်ဘာကြောင့်လဲဆိုတော့တစ်ဖက်ကညီပြင်းမှာတိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေထဲမှာကျွန်တော်ညီကိုဆွေမျိုးသားချင်းတွေရှိနေတဲ့အတွက်ကြောင့်ညီပြင်းအခြေအနေကိုလည်းကျွန်တော်တို့လက်လူရှုထားလို့မရပါဘူးအဲ့တော့ဘာလို့ပြောချင်လဲဆိုတော့အခုဒါ NUG MOD အောက်က COC အောက်ကိုအကုန်လုံးပြန်ကျင်းနေတဲ့ local LPDF တွေအကုန်လုံးတစုတစည်းနဲ့ဝင်ရောက်ဖို့ကိုဒါတော်လိုင်းမှာတကယ်ကိုပညာတတ်တွေသူတို့စေတနာထားပြီးတော့အာကျိုးမှန်တဲ့ဒီအပိုင်းတွေမှာပြောပေးနေတာကိုကျွန်တော်တို့တွေ့ရတယ်ဒါအောင်လည်းကျွန်တော်တို့လက်ခံပါတယ်အဲ့တော့တစ်ဖက်ကကျွန်တော်အခုညီမှာရှိနေတဲ့ဒါ LPDF local PDF ရဲဘော်တွေဘက်ကိုလည်းပြန်ပြီးတော့ကျွန်တော်တို့မကြည့်လို့မရပါဘူးအဲ့တော့အခုဒါတချို့သောတန်ရင်တပ်ဖွဲ့တွေကတာဝန်ရှိသူတွေတချို့ဆိုရင်တကယ်ကိုကျွန်တော်တို့တန်ရင်မှုအဆင့်ရှိတဲ့သူတွေကစ social media ကိုတက်ပြီးတော့သူတို့တော်လေးကိုမခံနိုင်ဖြစ်ပြီးတော့ဒါပေါက်ပွဲပြီးတော့ပြန်လဲတုံ့ပြန်လာတဲ့ကိစ္စတွေရှိတယ် COC အောက်ကိုဝင်မမို့ပေါ့ငါတို့လည်း NUG နဲ့လွတ်တွဲပြီးတော့တိုက်လာတာအခုချိန်ကြီး9နှစ်ကျော်လာလေးမှပြီဆိုတော့ကကျွန်တော်ဒီနားမှာစေတနာလေးနဲ့တခုပဲအကြံပြုချင်တာအခု COC တခုတည်းအောက်ကိုအကုန်လုံးပြန်ချင်းနေတဲ့ local LPDN တွေဝင်ဖို့ပြောဆိုနေတဲ့နာမည်ပဲကျွန်တော်ပြောလိုက်ပါမယ်ဒါကိုမြေအောင်အောင်သိကျွန်တော်တို့လေးစားတဲ့အထက်မှာပါပါတယ်သူတင်တဲ့ post တွေ video ဖိုင်တွေဝင်ကြည့်ပြပါတယ် reaction ပြန်ပြီးတော့မလုပ်ပေးတာပဲရှိပါတယ်အဲ့တော့ဘာလို့ပြောချင်လဲဆိုတော့ကျွန်တော်လည်းလက်ခံတယ်ကိုမြေအောင်အောင်သိဘာလို့ဆိုရဲဆိုတော့မြေပြင်ကရဲဘော်တွေအများစုကလည်းဒီသဘောတရားကိုနားလေတယ်ဆိုလိုရင်းကိုသူတို့လည်းနားလေဒါပေမဲ့နည်းနည်းလေးစကလုံးလေးတွေခက်ကြမ်းကြမ်းလေးတွေသုံးပြီးသွားတော့ကျွန်တော်တို့ကတော့စေတနာလေးနဲ့ဒါကျွန်တော်တို့လည်းဒါသူတို့တော့အဆင့်ကိုမမီပါဘူးကျွန်တော်တို့ဘာမှမဟုတ်တဲ့အတွက်ကြောင့်အယက်သားပြည်သူတယောက်အနေနဲ့စေတနာလေးနဲ့အကြံပြုချင်တာတော့လူငယ်တွေကိုကျွန်တော်တို့ဒါကိုလူချင်းတဲ့ဖွဲ့စည်းတစ်ခုအောက်ကိုရောက်ဖို့ဆိုရင်အသက်နိုင်ဆုံးတော့စကားလေးတွေကိုဒါချူချူတတလေးတွေနဲ့စေတနာပေါင်လေးတော့ကိုလူချင်းတဲ့ဘက်ကိုဆွဲပြီးတော့ယူပါလို့ပဲအကြံပြုချင်ပါတယ်ဘာကြောင့်လဲဆိုတော့မင်းကလည်းဘာမှမသိဘဲနဲ့လိုင်းပေါ်ကနေအာသီးကြောင်နေရလို့မပြောပါနဲ့ကျွန်တော်ရဲ့ဆွေမျိုးသားကြီးကျွန်တော်ညီကိုတွေကစအခုချိန်ဒီရှေ့တန်းစစ်မြေတွေမှာဒီကနေ့ဒီတိုက်ပွဲတွေဝင်နေတော့မှာပဲအဲ့တော့မင်းကဘာလို့ပေးလဲဆိုရင်တော့ကျွန်တော်တို့လည်းသူတို့နောက်ဆက်မတင်းအောင်လို့အခုလိုမျိုးရှေ့တန်းတွေမှာတိုက်ပွဲတွေဝင်နေအောင်လို့သူတို့ရဲ့နောက်ွယ်မိသားစုတွေကိုကျွန်တော်တို့တက်နိုင်တဲ့လောက်ဒါနောက်ွယ်ကနေပံ့ပိုးတာထောက်ပံ့ပေးနေရတယ်ရှိတယ်ဒါလည်းတော်လိုင်းမှာတစ်ဖက်တစ်လမ်းပါဝင်နေတာပဲအဲ့တော့ပြောချင်တာကလိုင်းပေါ်ကနေမတီးဘဲနဲ့ကျွန်တော်လည်းအာသီးမကြောက်ပါဘူးမြေပြင်ကဒီ local PDF ဒါတော်လိုင်းတက်ဖို့ဝင်နေတဲ့အတန်တွေကိုလည်းနားမထောင်လို့မရပါဘူးကျွန်တော်ဆိုရင်အသေးဆုံးပေါ့ကျွန်တော်ညီကိုတွေဆွေမျိုးသားချင်းတွေကျွန်တော်တငယ်ချင်းတွေအကုန်လုံးညီမှာအခုချိန်ထိတိုက်ပွဲဝင်နေတော့သူတို့ရှီကလာတဲ့စကားတွေကအကုန်လုံးကနေ့တိုင်းလိုကျွန်တော်ပြန်ကြားနေရတယ်ဆိုတော့အဲ့တော့ကျွန်တော်ကနှစ်ဖက်ကိုမျှပြီးတော့ပြောပြတာကိုမျိုးအောင်သိန်းတို့ဖြစ်စေခြင်းတဲ့သဘောတရားတွေကိုလည်းသူတို့လည်းသိတယ်သူတို့ဆိုလိုခြင်းတဲ့အသေးတွေကိုလည်းနားလေတယ်တချို့တွေလည်းအခုလာဖို့လည်းတချို့တွေပြင်ဆင်နေတာတွေရှိတယ် COC အောက်ကိုဝင်ဖို့ဒါပေမဲ့လူငယ်တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်လည်းလူငယ်ပဲအဲ့တော့ဒီလိုမျိုးလေးတွေကိုကတော့စေတနာနဲ့ဒါတကယ်ကိုအားကျိုးမှန်တဲ့ဖြစ်စေခြင်းလို့ပြောပြီးမဲ့စကယ်လုံးလေးနည်းနည်းလေးခက်ကြမ်းကြမ်းသုံးသွားတဲ့အတွက်ကြောင့်တစ်ဖက်ကကျွန်တော်လူငယ်ဆိုတဲ့သဘောအတိုင်းပဲမခံကျင်စိတ်တွေဒေါသတွေဖြစ်ပြီးတော့ကဲကူကိုလူချင်းတဲ့ဖွဲ့စည်းတစ်ခုစီကိုမရောက်ဖဲနဲ့ကျွန်တော်တို့စိုးရင်အဲ့ဒီမြေမှာရှိတဲ့ရဲဘော်တွေအရွက်တိုက်ပြီးတော့တစောက်ကန်းလာလီလိုပုံစံမျိုးတွေနောက်ဆုံးတာတော်လိုင်းရနေအပေးတိုင်နှုတ်ထွက်သွားရင်ကိစ္စမရှိသေးဘူးတိုးတိုးတိတ်တိတ်နဲ့တို့ရဲ့မိသားစုအိမ်တွေကိုပြန်သွားကြရင်အကြောင်းမဟုတ်ဘူးလာလီလိုပုံစံမျိုးစစ်ခိုးတဲ့နဲ့တွားရောက်ပူပေါင်းသွားရင်ဖို့မရဓမ္မဆုံးတွေဖြစ်မှာစေမိเจ้าမင်းကိုရေခင်းပြရလို့မထင်ပါနဲ့ကျွန်တော်တို့ကညီပြင်းနဲ့လည်းအဆက်အသွယ်တွေရှိနေသူတွေမလို့ဒါကျွန်တော်တို့နှစ်ဖက်လုံးမျှပြီးတော့ပြောပြတာပါအဲ့တော့ကိုမြေအောင်သိန်းတို့အခုဒါအကုန်လုံးကျွန်တော်လေးစားတဲ့အကူတွေမားတွေလိုင်းဘော်တွေကနေတိုက်တွန်းပြောဆိုနေတယ်ဒါတွေကိုလည်းကျွန်တော်လည်းလက်ခံတယ်ကျွန်တော်လည်းဖြစ်စီနေတာကြားပြီးဒီချိန်မှာအကုန်လုံးတစုတစည်းတဲ့စနစ်တကျနဲ့စုစုစည်းစည်းနဲ့ရှိနေဖို့ကတော့အချိန်ကတော့တန်နေပြီဒါပေမဲ့လည်းသူတို့မှာသူတို့ဘက်ပန်းအောင်လည်းကျွန်တော်ထည့်ပြီးတော့မကြည့်လို့မရပါဘူးမြေပြင်က local LPD ရဲ့ဒါမြေပြင်မှာအခုလုံနေတဲ့ energy လောက်ကန်ဖို့တဲ့
LPD တွေဘက်ကိုလည်းလှည့်မကြည့်လို့မရပါဘူးသူတို့မှလည်းသူတို့အနေထားလေးတွေတခုရှိနေတဲ့အတွက်ကြောင့်မလို့ချက်ချင်းကျွန်တော်တို့ဝင်မလာနိုင်သေးတော့မှပဲဒီလူငယ်လေးတွေကိုကိုယ့်ဘက်ကဒါရအောင်လို့စကလုံးလေးတွေကိုချွတ်ချွတ်သားလေးနဲ့မြစ်တာတဘောလေးပေါအောင်ပြောပြီးတော့ဆွဲခေါ်မယ်ဆိုရင်တော့သူတို့လည်းမလာမဲ့လူငယ်တွေမဟုတ်ပါဘူးဒါမှမဟုတ်အခုလိုမျိုးကိုမြောင်းအောင်တင်တာစကလုံးလေးတွေအမိုက်ဆိုတဲ့စကလုံးလေးတွေဒါလေးတွေကကျွန်တော်လူငယ်တယောက်ဖြစ်တာတော့ရှင်ထဲမှာနည်းနည်းလေးခံခက်ပါတယ်အဲ့တော့မြေပြင်မှာတကယ်ကိုတိုက်ပွဲဝင်နေတဲ့ရဲဘော်တွေဆိုသူတို့ပေါင်ကွဲတာလည်းတွားပြီးတော့အပြစ်ပြောလို့မရဘူးအဲ့တော့ဒါလေးကတော့ကိုလေးစားတဲ့အကိုတွေအမတွေမလို့ဒါစေတနာလေးနဲ့ကျွန်တော်တို့ဘာကောင်မှမဟုတ်ပါဘူး line ပေါ်ကနေ online speaker တယောက်အနေနဲ့ကို channel ကိုထောင်ပြီးတော့ကျွန်တော်လည်းဂျားကန်နေနဲ့ speak out ပြောပေးနေတဲ့သူတယောက်အနေနဲ့အကြံလေးတွေပြုတာပါဒါအောင်မှမင်းကဘာကောင်လဲဆရာကြီးလောက်တာလားမင်းကတော်လိုင်းမှာဘယ်လောက်ပါနေလဲဆိုရင်တော့သိကြမြေပြအဖွဲ့တွေတွားပြီးတော့မေးကြည့်ပါကျွန်တော်တို့ကကိုလူသမားကိစ္စတွေ certificate ပေါင်းများစွာ line ပေါ်တင်ပြီးတော့ဂုံစာတတ်တဲ့အကောင်လည်းမဟုတ်ဘူးကိုယ့်ရဲ့ဆွေမျိုးသားချင်းကျွန်တော်ညီကိုတွေကစအခုမြေပြင်မှာတိုက်ပွဲဝင်နေတာတို့အခုလိုမျိုးတိုက်ပွဲတွေဝင်နေအောင်နောက်ဆက်မတင်ဖို့တို့မိသားစုတွေကိုကျွန်တော်တို့နောက်ွယ်ရနေနိုင်တဲ့လောင်လေးတွေထောက်ပံ့ပေးနေရတယ်ဒါလည်းကျွန်တော်တို့တော်လိုင်းမှာတစ်ဖက်တစ်လမ်းပေါဝင်နေရပဲကဲတော့တို့ညာကြရင်ကိုဒီဘေးကအခုလိုင်းအောင်မှာဖြစ်နေတဲ့ကိစ္စတွေအခုဒီ COC ရောက်ကိုဝင်တဲ့ကိစ္စတွေနဲ့ LPD ရဲ့ကိစ္စတွေမပြောဘူးဖြစ်မှာစီလို့ကဲတော့ဒါကတော့ဒီကောင်ကိစ္စနဲ့ဒီရဲ့ဘိုင်းမှာအခု social media ထက်မှာဖြစ်နေတဲ့ LPD ရဲ့ဒီကျွန်တော်တို့ COC အောက်ကိုဝင်ဖို့ကိစ္စလေးတွေကိုဒါကျွန်တော်ဘယ်မှဘဲမလိုက်ဖ ೇನೆ နှစ်ဖက်လုံးကိုကျွန်တော်မျှတွေးပြီးတော့ပြောပြတော့ပါကဲတော့လာပါပြီကျွန်တော် channel လေးဆက်ပြောနေဒီကနေ့မနေ့တာဗီဒီယိုဖိုင်လေးရှင်းတော့မယ်အဲ့တော့အခုဒါရခိုင်တဲ့တို့အေးထိန်းသိမ်းထားတဲ့စစ်တုံးပန်းအဖြစ်တာနဘခဒူတိုင်မူဘုံမှုချုပ်တာတောင်းထွန်းရဲ့ပြောပြချက်အရဆိုရင်တော့ဒီအမ်းမြို့နယ်ဘက်မှာစစ်တုံးပန်းစခန်းကိုစစ်ခွေးလင်ကဘုံချင်းမှုမှာတော့ဘုံမှုချုပ်မြင့်ဆွေဘုံမှုများနဲ့စစ်ဆေးဆောင်များစွာဒေဆုံးသွားခဲ့ကြောင်းဒါစစ်တုံးပန်းနဘခဒူတိုင်မူဘုံမှုချုပ်တောင်းထွန်းကိုယ်တိုင်ကတော့ပြောပြထားပါတယ်နောက်မှလည်းသူ့ရဲ့ဗီဒီယိုပိုင်းကြည်သွားဖို့ရှိတဲ့အတွက်ကြောင့်ဘေးနားမှာပဲအပြည့်အစုံချပေးထားပါတယ်မင်းညတက်လာတဲ့နောက်ထပ်တိုက်ပွဲသတင်းဆိုရင်အခုမန္တလေးတိုင်းမိုးကုတ်မှာတိုက်ပွဲတွေကတော့2ရက်ဆက်တိုက်ဖြစ်ပွားနေပြီးတော့စစ်တပ်ကစစ်ကူအများပြားပို့ဆောင်ရန်ပြင်ဆင်နေပြီးမွန်ပြည်နယ်တန်ဖြူစရန်နေရေးမှလည်းစစ်တပ်ကိုတိုက်ခိုက်မှုမှာစစ်သားတွေတော်တော်လေးကိုထိခိုက်ဒေဆုံးမှုတွေများခဲ့လို့သိရှိရပါတယ်ဘေးနားမှာအပြည့်အစုံချပေးထားပါတယ်နောက်ထပ်တစ်ခုကတော့ဒီမကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်ဖုံးကန်ပြူစော်ရီရွာကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာစစ်ခွေးတွေတပ်ဆွဲတဲ့နေရာကိုထိမှန်ပြီးတော့စစ်တပ်ဘက်ကထိခိုက်မှုတွေရှိပါတယ်တဲ့စစ်ခွေးတေစင်းကတော့အတိမပြုတ်နိုင်သေးဘူးစစ်ခွေးတွေတပ်ဆွဲနေနိုင်တဲ့နေတချို့တော့ထိခိုက်ပျက်စီးတာတွေရှိပါတယ်ပြူစော်ရီတွေစစ်ခွေးတွေကတော့အဲ့ဒီရွာတွေထဲမှာတပ်ဆွဲထားတာအခုလက်ရှိကတော့ပြူစော်ရီ30ကျော်လောက်ပဲတပ်ဆွဲထားခဲ့ပါတယ်တဲ့ကဲတော့ဒေါ်လာရင်တက်ဖို့မင်းဒီပြူစော်ရီစစ်ခွေးတွေတပ်ဆွဲထားတဲ့ရွာကိုရှော့တိုက်ဒုံး9လုံးနဲ့စော်ပလော်တီးခဲ့တဲ့တရင်ကောင်အပြည့်စုံနဲ့ဘေးနားမှာချပေးထားပါတယ်အားရတာတော့မနေ့ကဒါမန္တလေးတိုင်းညောင်ဦးဘက်ကတိုက်ပွဲမှာအကြမ်းဖက်စစ်ခွေးအရောက်ပေါင်း30ကျော်တဲ့မနေ့တေဆုံးခဲ့တဲ့တရင်ကိုတော့အားရဆုံးပါပဲဒါလေးကိုလည်းဘေးနားမှာမနေ့ကမကြည့်လိုက်ရတဲ့မောင်နှမတွေအတွက်ထပ်ဆောင်ပြီးတော့ကျွန်တော်ချပေးထားပါတယ်ကဲတော့နောက်မှာဒီဒါမနေ့ကညလည်းကျွန်တော်တို့ဖော်ပြခဲ့တယ်အခုအမ်းမြို့နယ်ဘက်မှာအကြမ်းဖက်စစ်ခွေးတွေကအာရခတဲ့တို့အေးထိန်းသိမ်းထားတဲ့စစ်တုံးပန်းစခန်းကိုအခုမနေ့ပြန်ပြီးတော့တီးရတာ6ရက်နေ့တည်းကလာပြီးတော့ကင်းထောက်ပြီးတော့နေရာအသေးချတီးတော့10ရက်နေ့မှာပဲလေရင်ရှိစည်းတဲ့မနေ့3နိုင်ကြောကြာစက်တိုက်လာရောက်ပြီးတော့ဘုံကျဲတက်ဖြတ်သွားတာမှာကဲခုနောက်မှာအဲ့ဒီတက်မီသားစုဝင်နဲ့ဒါဒူတိုင်းမူဘုံမှုကျုပ်တာတောင်းထွန်းလို့ဘာတွေပြောတာလဲဆိုတာအကုန်လုံးတစုတစည်းတဲ့9မိနစ်စာလောက်ကိုကျွန်တော်စပြီးတော့ကြည့်လိုက်ရအောင်ဗျအင်ရှင်အတွက်ပြောရမယ်ဆိုတော့အရင်ဝင်နေမိပါတယ်တကယ်လို့အခုလက်ရှိမှာတော့အတိအကျတော့မသိရသေးဘူးပေါ့နော်တေဆုံးတဲ့ထဲမှာပါတယ်မပါဘူးဆိုတော့အတိအကျမသိရသေးဘူးလက်ရှိတေဆုံးသွားတဲ့လူတွေအပေါ်မှာလည်းအများကြီးစိတ်မကောင်းဖြစ်မိပါတယ်နောက်တစ်ခုကကိုအင်ရှင်ဟာအတိအကျမသိရသေးတဲ့အတွက်ကြောင့်တကယ်လို့များအဲ့ဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ကြည့်လေပြောစရာတကယ်လုံးမရှိတော့မလုပ်တင်ဘူးလို့ထင်ပါတယ်ကိုလူတုံးမှာဆွဲသုံးပြီးတော့မလိုအပ်တဲ့အခါမှာစွန့်ပစ်တဲ့သဘောမျိုးလဲစစ်ကောင်စီဘက်ကလူကြီးတွေအနေနဲ့မပြုတ်လုပ်တင်ဘူးလို့ထင်ပါတယ်မလိုအပ်တော့လို့လဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဒီမှာ
မှမပြောဘူးစကားမရှိဖြစ်နိုင်တော့ဒီဘက်မှာမိသားစုဝင်နေရှိတဲ့အတွက်ကြောင့်မလုပ်စေချင်ပါဘူးမဖြစ်စေချင်ပါဘူးငယ်တွေလည်းရှိတဲ့အတွက်ကြောင့်အရှိတွေလည်းရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီလိုမျိုးတွေမဖြစ်စေချင်ပါဟုတ်ပါခံစားရပါတယ်တော်တော်လေးခံစားရပါတယ်ကိုအင်ရှင်အတွက်ပေါ့နော်အင်ရှင်အတွက်ကောဒီလက်ရှိမှာဒီမှာအကျဉ်းချခံထားရတဲ့ကိုရဲ့ဒီဂျန်နယ်စစ်တီတွေပေါ့ဂျန်နယ်စစ်တီတွေအတွက်ကောအရင်စိတ်မကောင်းဖြစ်မိတယ်ဝမ်းနည်းမိတယ်လှုပ်လိုက်မယ်လို့လည်းမထင်မိဘူးပေါ့ ကျွန်တော်အမြင်တိုင်းပြောရရင်တော့ကျွန်တော်တို့ဘလို့ဘဝမျိုးပဲရောက်ဒီလိုဘဝမျိုးမှာရောက်လာတာညီကိုတွေပဲရဲဘော်ရဲဘက်စိတ်အပြည့်တော့ရှိတယ်စိတ်မကောင်းဘူးကျွန်တော်မျက်ရည်လည်းကျခဲ့တယ်ကျွန်တော်တို့ဘဝမှာပေါ့နောက်တစ်ခုကခံစားချက်ကဘလို့ဖြစ်လာလဲဆိုတော့ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့ဘာလို့လုပ်ရတာလဲပေါ့ဒီလိုမျိုးကျွန်တော်တို့လက်နက်ကင်ဆောင်ထားတဲ့သူတွေလည်းမဟုတ်ဘူးကျွန်တော်တို့အရကတတော်ကနေမှာဒီလိုဒုက္ခတွေကြားဒဏ်ရာတွေဘယ်လိုဘဝကြားနေကျွန်တော်တို့ဆေးတွေကူးသားပေးတယ်ကျွေးမှုပြုစုဆောင်းကြောက်ထားတယ်ချိန်တိုင်းမင်းတို့မိသားစုတွေနဲ့ပြန်တွေ့စေရမယ်ငါတို့မင်းတို့နဲ့ညီကိုလိုနေတယ်တကယ်လည်းညီကိုလိုနေကြတယ်ကျွန်တော်တို့လည်းအပြတ်ဆောင်းချောက်တယ်ဒီကြားတွေကနေမှာကျွန်တော်တို့ကြားရတာပေါ့ကျွန်တော်တို့ကိုလည်းသူတို့ကတမလို့နဲ့မပတ်သက်တော့ဘူးမင်းတို့နဲ့ပတ်သက်တဲ့ရော်ကြီးတွေလည်းမင်းတို့မိသားစုတွေပြီးပြီးလို့လည်းကြားရတာပေါ့တည်င်းအရာပေါ့တစားကြားဒီလိုကြားရတယ်ဆိုသူတို့နဲ့ကျွန်တော်တို့ဘာမှမပတ်သက်တော့ကျွန်တော်တို့ဒီအရသားဖြစ်သွားပြီ။ဘာကြောင့်ကျွန်တော်တို့ဒီလိုလုပ်ရတာလဲပေါ့။အဲ့လိုစိတ်ထဲမှာခံစားမှုကစိတ်နာကြီးတာပေါ့ကျွန်တော်တို့ဒီလောက်လုပ်ခဲ့တယ်ကျွန်တော်အခုအသက်56နှစ်ရှိခဲ့ပြီ။ကျွန်တော်တက်မတော်မှာတောင်ထမ်းဆောင်လာတာ34နှစ်ပါ။ကျွန်တော်တို့ဒီလိုတောင်ထမ်းဆောင်ခဲ့တာမှာကျွန်တော်တို့ပေါ့ဒီလိုလုပ်ရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော်တော်စိတ်နာပါတယ်တက်မတော်။ဒါမျိုးလုပ်ရသွားရင်ကျွန်တော်တို့တစ္ဆာဖောက်တယ်လို့ပဲကျွန်တော်ခံယူတယ်ချင်းချင်းပြန်တက်တယ်လို့ကျွန်တော်ခံယူတယ်ရှင်းပြောရင်ကျွန်တော်စိတ်နာတာပေါ့ဒီလိုမျိုးဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့ပြောချင်တာလို့တော့ဒါကျွန်တော်တို့ထမတော်သားကြီးနောက်ဒါမျိုးအဖြစ်ဆိုးရင်လည်းမကြုံပါစေနဲ့မကြုံရအောင်လဲခေါင်းဆောင်ခေါင်းနေနဲ့တွေ့ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ကျွန်တော်တို့တပမှုအဆင့်ဘုံမူကြီးတထူးဆန်ကတော့သူကကန်ကောင်းပြီးလွတ်သွားတာပေါ့နော်လွတ်သွားတယ်ဘုံမူချုပ်မြင့်ရွှေကတော့သူမီးလောင်တဲ့အဆောင်ထဲမှာသူရှိပါတယ်ဘုံကျုံမြင့်ရွှေပါသွားတယ်နောက်ဘူမူအဆင့်တွေပါသွားတယ်နောက်ကျွန်တော်တို့ဒီထိန်းသိမ်းထားတဲ့ဘေးမှာရှိတဲ့စီကံပေါ့နော်စီကံကလည်းကျွန်တော်တို့စစ်တီရဲ့နေပြီးတော့မှရုပ်အရာရှိဆရာဝန်လေးတွေပါပါတယ်တချို့ဒီဆရာဝန်လေးတွေလည်းဆရာဝန်တချို့လည်းပါတာပေါ့နော်နောက် CMA တွေပါသွားတာရှိတာပေါ့တချို့ဆိုရင်ကြတော့လည်းစစ်ဦးစီးမှုဒုတိယတန်းအဆင့်ဘူမူအဆင့်နှစ်ယောက်သုံးယောက်တော့ပါသွားတော့ကျွန်တော်သိရပါတယ်ကဲတော့ကြားတဲ့တိုင်ပဲရှိပါတယ်ကျွန်တော်ပြောသွားတယ်အခုဒါစစ်တုံးပိုင်းဖြစ်နဘခဒူတိုင်းမူတာဘုံမူချုပ်တောင်းထုံးကိုယ်တိုင်ပြောပြသွားတဲ့အကောင်ကြီးပိုင်းတွေတော်တော်လေးတွေပါသွားပါတယ်အဲ့တော့ဘာလို့ပြောချင်လဲဆိုတော့ဒါရခိုင်တဲ့တို့အေးရမင်းတို့စစ်ခွေးတက်ကလိုမျိုးဝါရမိုင်းဖြတ်မှုအတွက်နှုတ်တိုက်တင်ပေးထားတာမဟုတ်ဘူးเนาะအလေကတက်ကြက်ကြီးပြောသွားတဲ့စကားကိုကြည့်သူကိုယ်တိုင်စစ်ခွေးတက်တွေမှာ34နှစ်ကျော်ကြာတောင်းဝင်ထမ်းဆောင်ပေးမဲ့တယ်သူတို့အခုချိန်ဒီရဲဘော်ရဲဘက်စိတ်အပြည့်မရှိဘဲနဲ့အခုလိုမျိုးလာရောက်ဘုံကျဲတက်ဖြတ်တဲ့ကိစ္စကိုတော့သူတို့အရန်ကိုစိတ်နာပါတယ်ဆိုပြီးတော့တက်ကြက်ကြီးပြောသွားတာသူ့ရှင်တွေကစကားတွေပါပဲဒါတွေကအာရခတ်တဲ့တို့အေးကဇက်တိုက်ပြီးတော့နှုတ်တိုက်မင်းတို့စစ်ခွေးတက်ကလိုမျိုးဝါရမိုင်းဖြတ်မှုတွေသင်ပေးတာမဟုတ်ပါဘူးအဲ့တော့မင်းအောင်နိုင်ရလဲသူကိုယ်တိုင်ကြွေးကြော်ထားတယ်လေသူမလုံရဲတာဘာမှမရှိဘူးဆိုတော့အဲ့တော့ခမားတို့ပေါ်ရဲဘော်ရဲဘက်စိတ်အပြည့်မရှိတာပြောမနေနဲ့တော့အဲ့တော့ဘာလို့ပြောချင်လဲဆိုတော့အခုသူတို့တွေကိုယ်တိုင်ဒါတစ္ဆာခံပြီးတော့အသက်ကိုဗราဏမထားဘဲနဲ့သူတို့ရဲ့တပ်ရင်းတွေအတွက်တိုက်ပွဲဝင်ပေးခဲ့တဲ့ဒါစစ်တုံးမန်းတွေအပေါ်တော်မှပဲဒီလိုမျိုးဘုံချပြီးတော့နှုတ်ပိတ်ပြီးတော့တခါတည်းလက်ဆတုံးပြလိုက်တာတိတ်ဆုံးတဲ့သူတွေကတော့တိတ်ဆုံးသွားခဲ့ပြီးမယ်လေကြန့်ရှိနေတဲ့မိသားစုတွေဘဝတော့ရှင်လျက်နဲ့အသက်တွေတိတ်ဆုံးနေတာပါပဲအများကြီးနဲ့အခုပုံပုံနေတွေစစ်တွေမှာရှိတဲ့ခမားတို့ရဲ့မိတ်ဆွေအပေါင်းအသင်းတွေလှမ်းပြီးတော့မေးကြည့်လိုက်အောက်ခြေမိသားစုဝင်တွေနင်တို့စစ်တွေကနေရန်ကုန်ကိုပြန်လာလို့ရလာဆိုရင်တော့အကောင်ကြီးပိုင်းမိသားစုဝင်တွေပဲလေရင်နဲ့တနည်းအားတွေကလှည့်သွားပြီးအောက်ခြေအဲ့ဒီနန်းစီတရားဝန်ထမ်းတွေနဲ့သူတို့စစ်သားတွေမိသားစုဝင်တွေကိုစစ်တွေမျိုးတွေကကိုပေးကိုမထွက်ဘူးလို့ကျွန်တော်ကြားသိရပါတယ်ကဲတော့ထိုးကျွေးတာပေါ့နော်အဲ့တော့မစုံတန်းခံစေပြောလိုက်တော့မစုံတန်းခံစေနဲ့မင်းတို့ကောင်တွေတိုက်ပွဲဝင်ရမယ်ဆိုပြီးတော့ခေါင်းလေးကိုအဲ့ဒီ brain wash လုပ်ပြီးတော့ဝါရမိုင်းတွေဖြန့်ထားပြီးတော့နောက်ဆုံးကြတော့လေအသေးခံထိုးကျွေးတာပဲပါပဲကဲတော့နောက်မှာကိုမောင်တယောက်သုံးသက်ပြောဆိုလာတဲ့2မိနစ်စာဗီဒီယိုဖိုင်လေးကိုလည်းဆက်ပြီးတော့ကြည့်လိုက်ရအောင်ပြည်သူခေါင်းဆောင်အဖြစ်တင်ရတာ
ပြည်သူကောင်းဆောင်ဖြစ်တင်ပြီးစုပေါင်းဥဆောင်မှုသွားတာငါကောင်းဆောင်မဲ့ငါဖုံတကူမထင်နဲ့အယူတွေလို့ပြောတဲ့စကားအဲ့ဒီအောင်လည်းအခုပြောတဲ့စကားတွေကတော့အယူ အမှန်လေ ယူကြောင်မူကြောင်နဲ့ဟိုနိုင်ငံရေးလူမှုရေးကြက်မဖြစ်အောင်ကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ကပြည်သူကိုခေါင်းဆောင်မှုပေးရမှာပြည်သူကပြည်သူချင်းချင်းပြန်ပြီးတော့ထိန်းသွားမှာအဲ့ဒီနိုင်ငံရေးကစားကွက်ကိုကစားတတ်ဖို့လိုတယ်လို့ကျွန်တော်သုံးသပ်တယ်နော်အဲ့တော့ခေါင်းဆောင်တွေတက်လာတယ်ဩဇာအာဏာပြခြင်းနဲ့နေရာရာသူမိသားစုကောင်းဖို့ပဲကြိုးစားခြင်းသာကြတယ်အဲ့ဒါဒီမြန်မာနိုင်ငံရေးခေါင်းဆောင်တွေရဲ့ဟိုတော်တော်များများပါ100မှာ99%ခိုင်နှုန်းလောက်ကနော်အဲ့လိုမျိုးပဲသွားတယ်အဲ့သူတို့ကသူတို့ခေါင်းဆောင်တယ်အမှန်တကယ်ခင်ဗျားတို့ကခေါင်းဆောင်တယ်မဟုတ်ဘူးဒီမိုကရေစီလုံးမှာပြည်သူခေါင်းဆောင်ပဲခင်ဗျားတို့ကပြည်သူနဲ့အတူတူအလုပ်လုပ်ရမှာပြည်သူကိုဥဆောင်မှုပေးရမှာ မှန်လေ အဲ့တော့ပြည်သူပြဿနာကိုပြည်သူရှင်းနိုင်တယ်ခင်ဗျားတို့တော့လှုပ်ကျွေးစရာမလိုခင်ဗျားတို့ဝေးမကြည့်နဲ့ဗျာဒီကျုံးမြန်မာပြည်သူတွေကအရေးချင်းမညံ့ကြပါဘူးမလေးအားလုံးမဆိုပကိုးတို့နော်ကရင်ပြည်နယ်တို့မွန်ပြည်နယ်အဲ့တိုင်းအဲ့ဘက်ချမ်းကအိမ်နေမွန်နေကြီးပွားချမ်းသာလားဘယ်အစိုးရကျေးဇူးမှမပါဘူးသူတို့ရှာဖွေစားတော့သွားတာ ဟုတ်တယ် နေဆက်တွေသွားကြတယ်အလုပ်လုပ်ကြတယ်ပြန်ပို့ကြတယ်ဒီစောက်ကြတယ်နော်မွန်နေအိမ်နေဆိုရှင်အိမ်သေးတောင်မရှိဘူးအိမ်ကြီးအိမ်ကောင်းနေပြီပဲကရင်နေလက်ဒီလိုပဲဘကိုးဘတ်တကြောမှဒီလိုပဲအပြည်သူလူထုဥဆောင်မှုခန်းကဏ္ဍပေးဖို့ပြည်သူကိုပါဝါမြင့်တယ်အဲကြောင့်ဒေါအောင်ဆန်းစုကြည်ဆိုရအဲ့ဒါကြီးအားကောင်းသွားတာပြည်သူကိုလွတ်လပ်စွာသွားနိုင်အောင်သူတို့ကြိုးစားတယ်အခုဦးမြောင်နိုင်ဆိုရကြတော့ပြည်သူကိုဘလို့ချုပ်ကမလဲဆိုတော့ကြိုးစားတယ်အဲကြောင့်မို့လို့ဟိုအရေးသွေးမတူဘူးပေါ့နော်အဲ့တော့ဆက်လာကျွန်တော်ပြောကိုမောင်ခင်ဗျာသမရရေးချင်းရှိလားဆိုတော့ခေါင်းဆောင်မှုရေးချင်းမှာဘာလို့လဲပြည်သူကိုခေါင်းဆောင်တင်ဖို့အရေးကြီးတယ်ခင်ဗျားတို့ဝိုင်းထိမယုံနဲ့စီမံခန့်ခွဲရေးပေးုံပဲရှိတယ်ပြည်သူခေါင်းဆောင်တင်ရမှာနော် ကဲတော့ပြောသွားတဲ့စကားတွေကတော့အမှန်တရားတွေပါပဲထပ်ဆောင်းနေကျွန်တော်ထပ်ပြီးတော့ပြောဖို့တော့မလိုတော့ပါဘူးကဲတော့ဒီကနေ့မနေ့ကတော့ဒီဗီဒီယိုဖိုင်လေးတွေပဲအဆုံးသတ်ထားပါတယ်ရှေ့ပိုင်းမှာနည်းနည်းလေးလေကြောလေးတွေဒါထုံးစံနေပဲရှေ့သွားခဲ့တယ်ဆိုရင်လည်းသိန်းကြီးခံပြီးတော့ကြည်ပေးပါအောင်လို့ပြောရင်းနဲ့ညကြမှာပဲနေ့လယ်ပိုင်းကြားဖြတ်တော့တက်မလာတော့ဘူးညကြမှာပဲတနေကုန်တက်လာသမျှသတင်းကောင်းရုပ်တံဗီဒီယိုဖိုင်တွေနဲ့ပြန်လာခဲ့ပါအောင်မယ်တော့ကျွန်တော်တင်ပေးသမျှဗီဒီယိုဖိုင်တွေကိုအခုချိန်ထိပုံမှန်ဝင်ရောက်ကြည့်ရှုပေးတဲ့မိသားသမီးမောင်နှမတွေကျွန်တော်ညီကိုတွေရောစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေ